တနေ့တာစက်ခွန်တိုင်းများနေရာတွေကိုရှော့ချပြီးတော့မိတ်ဆွေရဲ့စာလုပ်ချိန်တွေအလုပ်လုပ်ချိန်တွေကိုပို့ပြီးတော့တိုးလာအောင်ပို့ပြီးတော့စနစ်ကျလာအောင်ကွန်ထရိုးလုပ်ပြီးတဲ့ application လေးတစ်ခုကိုဒီဗီဒီယိုမှာမျှပေးထားပါမယ်။အားလုံးပဲမင်္ဂလာပါ။ one click ပိတ်ခိုင်းနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်ရဲ့ channel ကမိတ်ဆွေအတွက်အကျိုးရှိစေတဲ့အကြောင်းအရာလေးတွေကိုမျှပေးနေရဖြစ်လို့ကျွန်တော်ရဲ့ channel ကို follow and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်။ပထမဆုံး application ကတော့မိတ်ဆွေရဲ့တနေ့တာစက်ခွန်တိုင်းတွေကိုရှော့ချပေးမယ် stay free ဆိုတဲ့ application လေးပဲဖြစ်ပါတယ်ဒီ application ကို Play Store ရနဲ့တွားပြီးတော့ download ဆွဲထားလို့ရပါတယ်ဒီ application ကတော့မိတ်ဆွေရဲ့ဖုန်းထဲမှာအသုံးများနေတဲ့ application တွေကိုအသုံးပြုချိန်နည်းသွားအောင်စက်ခွန်တိုင်းလုပ်ထားလို့ရတယ် short video တွေကို block ထားလို့ရတယ် video ရှာတာတွေကိုလည်း block ထားလို့ရတယ်ဒီ application နဲ့ဝင်လိုက်မယ်ဆိုရင် in-app blogging ဆိုတဲ့ထဲမှာကိုနေ့စဉ်အသုံးပြုနေတဲ့ Facebook, YouTube, TikTok, Instagram ဒီကောင်တွေကို block ထားလို့ရတယ်ဒီ using limit ထဲဝင်မယ်ဆိုရင်တော့ keyword တွေကို block ထားလို့ရတယ်ကို website မှာရှာနေတဲ့အကြောင်းအရာတွေဆွဲလန်းနေတဲ့အကြောင်းအရာတွေကို block ထားလို့ရတယ်ဒီ application တွေမှာဆိုရင်လည်းစက်ခွန်တိုင်းကိုဒီ app ကိုတနေ့ကိုမိနစ်30သုံးမယ်ဆိုရင်မိနစ်30ဒီလိုကန့်သက်ထားလို့ရပါတယ်ခင်ဗျဒုတိယ application လေးကတော့မိတ်ဆွေတို့25မိနစ်လုပ်ပြီးတော့5မိနစ်နားလို့ရမယ် Pomodoro technique ကိုကျင့်သုံးလို့ရမယ် application လေးပဲဖြစ်ပါတယ်ဒီ application ကို Play Store မှာ Pomodoro ဆိုပြီးတော့ရိုက်ရှာပြီးတော့ဒီ application ကိုမိတ်ဆွေတို့ဖုန်းထဲကိုခန်းသွင်းထားလို့ရပါတယ် Pomodoro application နဲ့ဝင်လိုက်ပြီဆိုရင်မိတ်ဆွေအနေနဲ့25မိနစ်လုပ်ပြီးတော့5မိနစ်အနားယူလို့ရမယ်ဒီ Pomodoro technique ကိုကျင့်သုံးလို့ရမှာပဲဖြစ်ပါတယ်25မိနစ်ပြည့်သွားတဲ့အခါမှာ5မိနစ်အနားယူဖို့အလံပေးပြီးတော့5မိနစ်ပြည့်သွားတဲ့အခါမှာ25မိနစ်လုပ်ဖို့အလံပေးမဲ့ application လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်မိတ်ဆွေတို့ကြိုင်းနေသက်သလိုမိနစ်30ဒီ working time တွေလည်းပေးထားလို့ရမယ်လမ်းတွေလည်းပေးထားလို့ရမယ် video တွေလည်းဒီ Pomodoro technique ကိုကျင့်သုံးလို့ရသားမှာပဲဖြစ်ပါတယ်ကျွန်တော်ခုနကပြောတဲ့ stay free application နဲ့ဒီ Pomodoro application ကိုမိတ်ဆွေတို့ဖုန်းထဲမှာထည့်ထားမယ်ဆိုရင်မိတ်ဆွေရဲ့တနေ့တာစက်ခွန်တိုင်းတွေကိုရှော့ချပြီးတော့မိတ်ဆွေရဲ့အလုပ်တွေကိုပြီးမြောက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေရဲ့အကျိုးရှိရဆိုရင်ဒီဗီဒီယိုလေးကိုမိတ်ဆွေရဲ့လိုအပ်တဲ့တငယ်ချင်းတွေကိုမျှဝေပေးပြီးတော့ဗီဒီယိုကို like ပေးခဲ့ပါဗီဒီယိုရဲ့ comment အောက်မှာလည်းအကျိုးရှိတဲ့အကြောင်းကိုပြောပြခဲ့ပြီပါ